အောင်မြင်ချင်ရင်တဲ့ဘယ်လိုလုပ်ရမလဲဆိုတော့ AI မေးတယ်တဲ့ AI မေးစရာမလိုတို့မှာ HI ရှိတယ် AI ဆိုတာသိလား Artificial Intelligence ဆိုတော့ Artificial ဆိုတာဘာလဲအဓိပ္ပာယ်ပြောလဲ Artificial ဆိုတာဘာလဲတွားပြီဟုတ်လား Artificial Intelligence ဟုတ်လား AI ဆိုတာဟုတ်လား Artificial Intelligence ဘုရားသခင်ကခရစ်တော်ကကောင်းကင်ပေါ်ပြန်တက်ကြွသွားတဲ့အချိန်မှာ AI ထားခဲ့တာမဟုတ် HI Holy Spirit Intelligence ကိုထန်ထားပေးခဲ့တာမင်းတို့အကျွမ်းမဲ့ပေါ်ပြမဲ့သူက HI not AI ကျွန်တော်အရင်ပြောတတ်တယ်နော်မပြောချင်လို့နေနေတာဒါမဲ့ကျွန်တော်ပြောချင်တာညီကိုမောင်မတို့ဒါတွေနဲ့ကျွန်တော်အချိန်မကုန်တာ